အဆက်နဲ့တက်ဇလန်လေးဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready to train တော့ဒီနေ့စီစဉ်ကိုစလိုက်ကြအောင်ခင်ဗျာကျန်နေကြလေဘုံလေးမှာတဲလေးတစ်လုံးရှိပါတယ်အဲ့တဲလေးကဘိုးရရဲ့တဲဖြစ်ပါတယ်လုံးတဲလေးထဲမှာတော့ငူငိုင်းထိုင်တဲ့ကိုညမောင်လေးကိုပေါင်းကူးနေမင်းအောင်တို့တူတူထိုင်နေကြမင်းအောင်ကစိတ်ကောင်းပြင်းတဲ့ကိုညမောင်မကုန်းပုတ်လိုက်ခင်ဗျာကျိုးလူကျုံနေခင်ဗျာလို့လုံးမျိုးဘယ်တော့မှလုံးမမဟုတ်မင်းတို့လုံးပြီးမဲ့ကြွားတွေကလူတွေကငါ့ကိုကျုံမှာတော့မဟုတ်တော့ဘူးဘာဖြစ်သွားမှန်းမသိဘူးသိပြီတော့တုံးနဲ့မတန်းရှိမှဖြစ်သွားတယ်တော့ပြတ်မှပြီးသွားတယ်ဘယ်လိုလုပ်သွားလဲတုံးလို့မှနားမလဲငါလည်းဘာမှမသိတာကွာတော့ခေါင်းထဲတော့ပြန်ပြီးသတိရအဲ့တော့ငါလည်းပြန်လုပ်ပေးလိုက်မယ်တော်လည်းခက်သားပြီဟိုဒီမင်းတို့ကိစ္စဘလို့လဲမင်းတော့ကိုညမောင်နဲ့ကားပြောရင်မှနေကတ်စွာတွေးနေတယ်ဘိုးနေကလမ်းပေးလိုက်ခြင်းဖြစ်ပါအဲ့လိုပေးလိုက်တဲ့ကဘိုးနေကကောင်းခါရလိုက်ပြီကျုံးနေကြတော့မသိဘူးဒါပေမဲ့ဘိုးသားမဟုတ်ဘူးဆိုတာသူသိမင်းကဘာလို့လဲလုံးဝမင်းကလူလေးဗျသူ့မှာအကြံကြီးကိုတော်တော်နဲ့မတိုင်းကိုခေါ်သွားတာဖြစ်ဘာလို့လဲဘယ်တိုင်းကြောရကိုညမောင်ကိုကျုပ်ကမင်းကဦးထားတယ်အားကြောင့်သူ့လောက်ထားတာဖြစ်တယ်လုံးဘယ်လိုလုပ်